အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ထူးပုတ်ကိုပေါ့နော်ဒီဘဝမှာဒီအရန်ချရတဲ့အမျိုးသမီးတရားလာတော့ချက်ပြုတ်ကိုပြင်ဆင်နေရပါလို့သူကြိုက်တဲ့ဟင်းလေးတွေချက်ပြုတ်မှာပေါ့နော်ခရီးလေးကနေလာတော့သူပြင်မန်းလာပါလေအဲဒါဆိုတော့မော်ဒီသူကဝသားကြိုက်တယ်ဝသားချက်နဲ့ပုံမှန်တော့ဝသားဆိုရင်ပဲဟင်းနဲ့လည်းလိုက်တယ်ပေါ့နော်ဒါပေမဲ့ခီးပန်းလာဆိုတော့အချိုထည့်နည်းနည်းချင်းလေးပဲမောပြေမဲ့ဟာပဲတောက်ချက်ပါလေအဲ့တော့ကင်မွန်းရွက်ဟင်းကိုချူပါမယ်ပြီးရင်မပြီးအတူပေါ့နော်အတူစုံနေတယ်အတူနေချက်ပြုတ်ဖို့ပြင်ဆင်နေရပါဒီပန်းလာရင်မစားနိုင်ဖြစ်နေမှာဆိုလို့အဲကြောင့်ဒီကြကြကြိုက်တဲ့ဟင်းလေးတွေမောပြီးမှဟာပြီးပေါ့နော်အလုံးမျိုးလေးချက်ပြုတ်ဖို့ပြင်ဆင်နေရပါရှင်ဒါအခုရေစင်အောင်စေးပြီးပေါ့နော်စစ်ထားတာအဲ့ဒါဘာရေးထည့်မလဲဆိုအရင်ကျတော့မချက်ခင်အရင်ဆုံးဝတ်သားချက်မယ်ဆိုအရင်နှက်ထားတာရတာတွင်းပြောပေါ့နော်နှက်ထားတာအများကြီးပထမဆုံးဘာလုပ်လဲဆိုတော့ဝတ်သားလုပ်ထည့်တာပေါ့နော်ချုံမဆိုင်တော့ချုံမတော့ရဲ့ဒါချုံမစားလို့ပါရှင်ပြီးရင်မဆလာရတခါရဲထည့်ပြီးနေပြီးနှက်ထားတာဘူးကြိုက်တယ်နန်းဆွဲအောင်လေးပဲပြီးရင်ဒီကောင်းမွန်နည်းနည်းထည့်တော့ပြီးရင်ဒါကြာမျိုးပါရှင်ချုံချက်မှာပြီးပဲငတ်ပြထည့်ပါတရားသာတော့ကိုလူတို့ကြည့်ထည့်ပေါ့နော်ဒါကတော့ဟင်းချက်ဝိုင်းထည့်ပါမယ်ရှင်အနံလေးလည်းပိုမှုရအောင်ရဲ့ပြီးတော့အမြန်နဲ့နူးလွယ်ချက်လွယ်ရပါပေါ့နော်ဒါလေးနှောက်နေဒါမျိုးလေးပေါ့နော်ကိုပြီးခဏနေထားပြီးခဏနှက်ထားမယ်နော်အဲဒီနှက်ထားတဲ့ချိန်တော်တွင်းကိုအတူလုပ်ဖို့ဒီဆေးရရှာဆေးပြုတ်ရှာပြုတ်မှာပေါ့နော်ပြီးတော့ဒီကကိုချိန်လေးတင်ထားတယ်ပြီးအသီးရွက်တွေပြုတ်ရှာရှိရဆိုရင်ပြုတ်လို့ရအောင်ပေါ့နော်ဒါမက်ကဆေးကနေကိုရရွက်လေးတွေရောတွေးတော့ဝယ်လာပါပေါ့နော်အတူလေးတွေစုံဒါလေးတွေကတော့ပြုတ်ပါလားဒီမျိုးကတည်ထားတော့မရှိဘူးမဟုတ်ဘူးပေါ့နော်ထီယုံလေးတွေပါရှင်ထီယုံလေးတွေကတော့မပြုတ်ဘူးပေါ့နော်အစိမ့်တို့ဒါကတော့ပေါက်ပန်းကျူပေါက်ပန်းကျူကဒီလိုမျိုးသမီးတဲ့နော်အလေးရပြုတ်ပါပြန်ကျူပါရှင်မာလာကြီးရတာလေးရှုံးနေအခွာပြရခဏဒီစံထားလိုက်ကြောက်ရှင်းပြီးပတ်နော်ဒီလိုပတ်ပြီးဆိုတော့ရှုံးနေကြရှောလိုက်ရှုံးနေရရန်ကြီးအအောင်တော့ပြောအောက်ပိုင်းရှုံးနေတယ်ဘာလို့ရလဲရမ်းရောကြာကြီးတော့ပြုတ်ဆက်အောင်ရမ်းကြာကြီးပြုတ်ချင်တော့အိပ်ပြောပါမှာဆိုရင်တရားရလေးပြုတ်ဒါရင်မပြီးရကျိုးရဲထဲဘူးပေါ့နော်ငါးလေးတွေပြုတ်နင်းချန်ထားတာတကယ်တမ်းကဒီပြုတ်ပြီးသားထဲရထဲငါ့ကိုမိဖုတ်ပြီးထဲပုံမွေးတာပေါ့နော်။ဆိုတော့ကြောင့်အရာမပြုတ်တော့နည်းနည်းလေးစီလေးတီလေးနဲ့လှိမ့်မယ်ပေါ့နော်။အိုးလေး။ဟာပြုတ်တာကနည်းနည်းပြောစီလို့ထင်းလို့မပြေချင်တဲ့ထဲပါပါ။
လေးကပါလင်လာလေးပဲအပြည့်ရဖြစ်လာတော့လေကြောချင်ပြီးတော့ပါတော့နော်ငါပြုတ်လာလေးရပါဆိုအေးခံလာတယ်အင်းအချိုးမှုန်နေနော်ဒီလိုတင်နေရပေါ့နော်ဒါခုနငါးလေးပြုတ်ထားလေးရိုးနှုတ်ထားလေးရပြစ်လိုက်ပါနော်ဒီပြီးအဲဆိုတော့ဒီကခုနကဒီလုံမုံလေးနဲ့ထည့်လိုက်တယ်အစုံလေးတွေထည့်လိုက်နော်ခုဒီဝသားချက်ဖို့ပေါ့နော်တက်လုံးမဒီထည့်ဒါကြီးပါလေးလောက်ထားလဲဆိုတော့ဂျင်းရယ်ကြက်သွန်ဖြူကြက်သွန်ကြီးပေါ့နော်ထောင်းထားတာစီတာပါပေါ့နော်ဒီရောကျတော့ဆိုင်သမားဆိုတော့အခါလေးထောင်းထားတယ်နော်ထောင်းလို့ဘူးတွေနဲ့ထည့်ထားပြီးတော့ကြက်တက်လာလေးထည့်ထားဒါလေးပြိုးအောင်နော်ဒီကဒါစီတနာပြီးအယောင်ကြောင်းလာဆိုခန်းညင်ပြီးထည့်တယ်နော်ခန်းညင်ကြီးကြိုက်နေတယ်မကြိုက်နေအထဲလို့ရတယ်နော်အဲ့ဒါအနှစ်များလို့ရှင်လို့ခန်းညင်ထည့်တာပါရှင်အယောင်လေးလာတယ်ဒီကောင်လေးပုံလေးတိတိထည့်တယ်ပေါ့နော်ချိုချက်မှာဆိုတော့အဆက်တော့ထည့်တယ်အခုခန်းညင်လေးခြေလာဆိုတော့ဝါသားကြီးခဏနှက်ထားရေးထည့်တော့ပေါ့နော်ဒီမထည့်သေးဘူးပေါ့နော်ဒီကောင်လောင်းမယ်ဟိုအမြင်နဲ့ပြောင်းပြီကမွန်ရွက်ဟင်းတယ်မျိုးပေါ့နော်ခုဒီကစက်သွန်လေးလေးပြီးထားတယ်အဲ့ဒါလေးရယ်ပြီးတော့အစွန်ကြောင်လေးကိုမညက်တညက်ထောင်းထားတယ်ပေါ့နော်ဟိုချီလိုမျိုးပုံစံမျိုးမဟုတ်ဘူးပြောမယ်ချီတော့ချီပေါ့မတူပါဘူးလိုမျိုးခါတိုင်းလိုချီချက်တယ်နော်အဲ့ရတခါလေးမှာငပိတွေရောလိုနေပြီးမှဒီရွယ်နှုံးမှရေခတ်တာပေါ့နော်ခုကကျတော့မဟုတ်ဘူးငပိလေးရယ်ကျသားမုံလေးပေါ့နော်ဒါမျိုးနည်းနည်းအရင်ဆုံးတင်မှာပေါ့အလောဆယ်တော့ရှေးအများကြီးနဲ့မတည်သေးဘူးနည်းနည်းလေးပဲထည့်တယ်အောင်ပဲဟာငပိနဲ့ပျောက်ချင်လို့လေရှေးအများကြီးနဲ့ဆိုရင်တော့ငပိနဲ့ထွက်နေမှာဆိုတော့ပေါ့ဒီလေးချက်တော့ရှေးနည်းနည်းလေးနဲ့အဲ့ဒီပို့ပို့နေပြီဆိုမှရှင်းရွေးထည့်မယ်မအရင်ကြလိုက်မှရွေးလေးခတ်တယ်ပေါ့ဒီအရင်မချုံမချင်းရတာလေးဖြစ်အောင်မောပြီးတယ်ဟုတ်လားရောနော်ဒါတော့နေနေမှာရှင်းနေချင်ဒါပုံလေးပုံတော့မရှိဘူးပေါ်ပေါ်ထားအရွက်ခက်ရောဆန်လို့တွေ့အင်းဒီတစ်ပတ်ရပါရှင်။ဒါနဲ့ပုံထားလိုက်နော်။ဒီနေ့ပတ်ပြီးဆုံးဒီတစ်ပတ်တော့ဒါမနေ့ကချက်ထားပါတော့။ညနေမှရောက်လာတာဆိုတော့ကျတော့ညနေစာပဲနှင်းရောပါပါနော်။ဒါကတော့မပြီးကျူပါမပြီးကျူပေါ့နော်။အဲ့လိုလေးဖြော်ထားတယ်။ဒါကတော့အတို့အစုံပါရှင်။ဒါကတော့ဝတ်သားအချိုချက်လေးချက်ပေးထားတယ်။ဒါတော့ကမွန်းနေညို့အဲ့ဒါလေးပါပဲရှင်ခုထမင်းစားဖို့ခေါ်ပါတော့မယ်နော်ကျမရဲ့ special guest ဒီကောင်ကိုစားခြင်းနဲ့ဟာ နဲခေါ်ထားတာလားလေကိုမမေပါလို့ တယ်ဒီသားကြိုင်သားကြိုက်တာဖြစ် တိုက်ကထဲစားမင်းစင်ပြီလားစားတာ တော့မှ ဇာဝင်စားစားပြီးနေရလဲရပြောအောင်ပေါ့ ဒီရုပ်ဒါတော့ဒီမာလေးထက်စားမင်းထက်စားဒါလေးတော့တောက်စား